ကြတော့လေမြမသမိုင်းတွေဘက်ကိုခြေဦးမလဲပဲနဲ့ကမ္ဘာသမိုင်းတွေကြောင့်ကမ္ဘာအပြင်ဘက်ကိုထွက်ပြီးတော့ခြေဦးလဲကြည့်ကြရအောင်တော့အဲ့မှာဒီရုရှားအင်ပါယာကိုတည်ထောင်ခဲ့တဲ့ပီတာဘုရင်ကြီးအကြောင်းအဲ့သူကအရန်ထူးစားတာထူးခြားလို့လဲကျွန်မစိတ်ဝင်စားတာသူကရုရှားအင်ပါယာဒီ AD 18ရာစုကနေ20ရာစုကာလမှာပေါ်ပေါက်ခဲ့တဲ့နိုင်ငံပေါ့နော်ပီတာဘုရင်ကြီးအင်္ဂလိပ်လိုကြတော့ Peter the Great ပီတာဘုရင်ကြီးအကြောင်းပေါ့ပီတာဘုရင်ကြီးကတဲ့ငငယ်တုန်းကပေါ့ဥရောပမှာပညာသွားသင်တယ်သူပညာသင်တဲ့ဟာထူးဆန်းတယ်ကိုပြောက်တဲ့ပညာမိုးမင်းကအဲ့ဒီကိုပြောက်တဲ့ပညာကိုပီတာဘုရင်ကြီးရှိရများအမွေရခဲ့လားပေါ့နော်ဒါအခုမိုးမင်းရတာစင်ပေါ်မှာဇက်စင်ပေါ်မှာကိုဖြောက်တဲ့နည်းနဲ့ပိတ်သက်ကိုဖြောပြီးတော့အဲ့ထက်မိုးမင်းတဲ့ရှေ့ကြတယ်လို့ဒါမိုးမင်းရနေတာပီတာဘုရင်ကြီးရစီရနေပြီးတော့အမွေရခဲ့တာဖြစ်မယ်လို့ကိုပြောက်တဲ့နည်းကပီတာဘုရင်ကြီးသင်ခဲ့တာဥရောပနေပြီးတော့သင်ခဲ့တဲ့ပညာပေါ့နော်အဲ့တော့ပီတာဘုရင်ကြီးကဒီမော်စကိုမြို့ရုရှားနိုင်ငံမော်စကိုမြို့မှာမွေးခဲ့တာနော်ဒီကနေပါသူကသူ့လက်ထက်လည်းကြာရောရုရှားအင်ပါယာဖြစ်ချိန်ညာခဲ့တယ်။ဘာသူကမြို့တစ်ခုတည်ထောင်ခဲ့တယ်။အဲ့မြို့တစ်ကစိန့်ပီတာဘတ်ဆိုတဲ့မြို့တစ်ကြီးကိုတည်ထောင်ပြီးတော့ရုရှားအင်ပါယာဆိုပြီးတော့ကြေညာပြီးတော့ဟုတ်လိုက်တာရုရှားအင်ပါယာကြီးဖြစ်ခဲ့တာပေါ့သူလက်ထက်။ပြီးတော့အဲ့သူလက်ထက်မှာသူကနိုင်ငံကိုခင်မီတိုးတက်ချင်ဥရောပစတိုင်လိုက်တာခင်မီတိုးတက်ချင်တဲ့ခါကျတော့ဒီယောက်ျားလေးတွေမုတ်စင်မွေးအရှိထားတာသူမကြိုက်ဘူးဥရောပမှာဒီလိုမျိုးမုတ်စင်မွေးအရှိတွေမထားဘူးသူ့နိုင်ငံမှာလေမုတ်စင်မွေးအရှိတွေထားတော့မုတ်စင်မွေးအရှိထားတာကိုရော့သွားအခွန်ကောက်လိုက်မုတ်စင်မွေးအရှိလက်မလိုက်ဘယ်နှလက်မဆိုဘလောက်အခွန်ဆိုပြီးတော့ဘယင်ကြီးကစပြီးအခွန်ကောက်လိုက်တာနိုင်ငံရဲ့အခွန်ရဲ့အကောင့်ပဲမျိုးသားတွေမုတ်စင်မွေးအရှိထားရင်လက်မလိုက်ဆောင်အခွန်ဆောင်ပြီးချောင်းကိုအဲ့ကပ်ပြားကြီးကိုလဲပင်မှာဆွဲထားငါမိုးစင်မွေးရှည်ထားတယ်အခွန်ဆောင်ပြီးတော့စစ်တဲ့လူစစ်ဆေးတဲ့လူလာရော့ဒီမှာပြတယ်မှာအခွန်ဆောင်ထားတဲ့လက်မှတ်နဲ့ပါနဲ့ပေါ့ကြခိုင်းတော့ဖြစ်နေကြအဲ့လိုအဲ့ဒီခေတ်ကယောက်ျားတွေမိုးစင်မွေးအရှိကြီးရုပ်ရှင်တရုပ်ရုပ်ရှင်ကားတွေကအဲ့လိုရှိထားဟာလားမျိုးအဲ့တော့ဟိုမျိုးလုံးထဲမှာမြင်အောင်လေဟိုဝူခုံးကားတွေထဲမှာ Dining to the West ထဲမှာဆိုတာရုပ်ရှင်လာမယ်တိုင်းဆရာကြီးကဒီလိုကြီးတွေကင်ပြီးတော့လောက်တာမိုးစင်မွေးတွေအရှိကြီးတွေအဲ့တော့ပီတာဘုရင်ကြီးတက်ထက်မှာဆိုရင်တော့အဲ့ဒါအဲ့မုတ်စင်မွေးအရှိကြီးတွေကအခွန်ကောက်တော်သေးတယ်သပင်လေးအရှိကိုငါတို့လိုသပင်အရှိထားတဲ့သမားလေးကအခွန်ကောက်မယ်ဆိုစောင်းရမယ်နီးတွေသပင်တိုလေးပဲညှက်ပုံမှာမသိဘူးပေါ့နော်ဘာဖြစ်လို့စောင်းခိုင်းလဲဒီမုတ်စင်မွေးအရှိတာဥရောပနီးတို့ခင်မီကျင်တဲ့ခါကျတော့မုတ်စင်မွေးတွေကိုအရှိမျိုးအဲ့ဒီခေတ်ကအမျိုးသမီးတွေရတယ်ပညာသင်ခွင့်ရှိတယ်ပညာသင်ရတယ်ဒါဆိုအင်္ဂလိပ်စာတွေသင်ရတယ်နောက်တစ်ခုကတင်ချာတွေလည်းသင်ကြရတယ်အဲ့ဒါမှလည်းလူရဝင်နေခင်ပြီလေကွယ်အဲ့မှာသင်အင်္ဂလိပ်အဲ့ဒါကြမှာအလုတ်ကန်ကြီးရတယ်ပေါ့နော်ခင်ပြီရပေါ့ဒါခင်ပြီတဲ့နည်းပညာတွေဆိုတော့ပီတာဘုရင်လက်ထက်မှာဥရောပနီးတူပြက်ကလေးပြောင်းလိုက်တယ်ဥရောပစတိုင်နဲ့ပြက်ကလေးအရင်တော့ပြက်ကလေးမျိုးဖျက်သိမ်းပြီးဥရောပစတိုင်တိုင်းပြက်ကလေးတစ်ခုထုတ်လိုက်တယ်ဂျူလီယန်ဆိုတဲ့ပြက်ကလေးသူ့နှစ်ကစားဂျူလီယန်ပြက်ကလေးနဲ့သုံးမယ်ဥရောပစတိုင်နဲ့တွက်တဲ့နှစ်နဲ့သွားတဲ့ပြက်ကလေးတစ်ခုပီတာဘုရင်ကြီးအကြောင်းနော်ကိုစိတ်ဝင်စားတာကိုရောင်ဖြောက်တဲ့ဟာရဲ့မုတ်စင်မွေးအခွန်ကောက်တာရဲ့အရန်စိတ်ဝင်စားအဲ့ဒီဟာကိုပြောချင်တာကမ္ဘာသမိုင်းနဲ့ထွက်လာ